အပင်ဒီရွယ်လေးကိုအောင်မခင်းနေမယ်အပီလို့ဆိုလို့ရှိရင်ငါ့ကိုထည့်မယ်အခန်းထဲငါထည့်ပြီးလို့ဆိုလို့ရှိရင်ဘုံထည့်စင်လေးထည့်မယ်ကဲစင်လေးထည့်ပြီးလို့ဆိုရင်ကျန်တဲ့ချင်းလေးတွေကိုပုံမှန်ထားမယ်ဒါကတော့တိုဖူကိုနှစ်ခုသုံးခုလေးခုပြီးတော့ကခုနကျန်တဲ့အရွက်ပေါ့နော်အော်ပေါ်ရင်ရှင်းမယ်အပီနေနေနေလောက်အပီလို့